Hello အားလုံးမင်္ဂလာပါတယ်လီဖုန်းကနေပြန်ဆိုလိုက်ပါတယ်ဒါလီဗာပူးတင်းကမနီက transfer ပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဒါဂျာမနီတခုရဲ့ဂျာမနီရဲ့သတင်းရဲ့ report အရလီဗာပူးတင်းကဒါ Frankfurt အသင်းရဲ့နောက်တန်းဒါဘယ်နောက်ကစားသမားတယောက်ဖြစ်တဲ့ဒါ Nathaniel Brown ကိုဒါခေါ်ယူဖို့အတွက်ဒါပါစောင့်ကြည့်နေတယ်ဒါတော်တော်လေးစိတ်ဝင်စားမှုတွေရှိနေရဆိုပြီးပေါ်ပြထားတယ်ပေါ့နော်ဒီကစားသမားလေးကအသက်အရွယ်အဖြစ်22နှစ်ဒါဂျာမနီလက်ရေးစင်ကစားသမားတယောက်ပြောမယ်ဆိုလို့ရှိရင်ဗျာ Frankfurt အသင်းမှာအခုလက်ရှိမှာဆိုလို့ရှိရင်ဒါ left back ဆော့နေတယ်ပြီးတော့ကျွန်တော်3 back ဆော့မယ်ဆိုလို့ရှိရင်လည်းဒါ left wing back ကိုကောင်းကောင်းဆော့နေတဲ့ကစားသမားတယောက်ပြီးတော့ဒီကစားသမားလေးရဲ့အားသာချက်တွေအနေနဲ့ကျွန်တော်တို့ဒါအတက်ဆင်း overlap တွေကောင်းတယ် crossing တွေကောင်းတယ်ပြီးတော့ 1v1 ဆော့တဲ့အချိန်မှာ defensive ကိုဒါဟိုဘယ်လိုပြောမှာတော်တော်လေးရေးတောက်အဲ့လိုမျိုးရေးရင်းနဲ့စော့နေတဲ့ကစားသမားတယောက်ပြီးတော့သူ့ရဲ့အကောင်းဆုံးအားသာချက်ကတော့ဒါ injury ကင်းတယ်ဒါပြောမယ်ဆိုရင် stamina ကောင်းတယ်လို့ကျွန်တော်ပြောရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာလဲဒါဟူကူအီကီတီကီနဲ့ဒါတွဲဆော့ခဲ့တဲ့ကစားသမားတယောက်အဲ့တော့ဟူအီကီတီကီမြန်ကူညီပြီးတော့ခေါ်သွားမလားဒီတော့ဒီကစားသမားလေးကိုစောင့်ကြည့်နေတဲ့အသင်းကကျွန်တော်တို့အသင်းနဲ့မဟုတ်ဘူးဗျာမန်စီးတီးဆိုလဲဒါခေါ်ယူဖို့အတွက်တော်တော်လေးကိုစောင့်ကြည့်နေတယ်စိတ်ဝင်စားနေတယ်ပြီးတော့ချယ်ဆီတို့မန်ချက်စတာယူနိုက်တက်လည်းဒါဒီကစားသမားလေးကိုစောင့်ကြည့်နေရဆိုပြီးဒါပေါ်ပြထားတယ်ပေါ့နော်အဲ့တော့ကစားသမားလေးရဲ့တန်ကြီးအား60 65တန်းပမာဏတိရှိမယ်ဆိုပြီးပေါ်ပြထားတယ်ကျွန်တော်တို့အသင်းမှာဆိုလို့ရှိရင်ဗျာရောဘင်ဆန်အနေနဲ့လည်းစောက်တန်တိုးဖို့မသေးကြဘူးပြီးတော့ဒါစီမီကက်အနေနဲ့လည်းဒါအသင်းအနေနဲ့ထုတ်ရောင်းသွားဖို့ရှိတယ်ကျွန်တော်တို့တင်မှာဆိုလို့ရှိရင်မီလော့ကာကစ်တယောက်ပဲရှိတော့တယ်အဲ့တော့လက်ဝင်းကိုဒါစောင့်ကြည့်နေတာကဒါပြောမယ်ဆိုလို့ရှိရင်တော်တော်လေးဟိုယုံကြည်လို့ရတဲ့တဲ့လို့ကျွန်တော်ပြောရမယ်အဲ့တော့ညီကိုရီနေနဲ့ဟောဘယ်လိုမြင်ကြလဲမီလော့ကာကစ်ကိုပဲ73ကျင်လားမီလော့ကာကစ်နဲ့လူငယ်တယောက်ပဲ73ကျင်လားဒါမှမဟုတ်ဒီလိုပလေယာကောင်းတယောက်ကိုပဲဒါ73ကျင်လားအဲ့နဲ့ပတ်သက်ပြီးကွန်မန့်ဝင်ဆွေးနွေးပြီးလို့ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and follow လုပ်ပေးဖို့လည်းမေတ္တာရက်ခင်ပါတယ် YouTube ကကြည့်တဲ့ညီကိုရီနေနဲ့လည်းဒါ YouTube ကို subscribe လုပ်ပေးဖို့လည်းမေတ္တာရက်ခင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်